အားလုံးပဲမင်္ဂလာပါရှင် SCD Power ဆိုတာမြန်မာမြန်လေးဆိုင်မှာကြိုဆိုပါရရှင်ဒီနေ့မှာဆိုရင်တော့ပသိမ်ကြီးဘက်က customer တဦးကရေပန်လေးလာရဝယ်ယူပေးထားလို့မေးဖြစ်လေးပြုလုပ်ပေးသွားမှာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးကြပါအောင်ရှင်ဦးမင်္ဂလာပါရှင်ဦးရဲ့နာမည်လေးတစ်ချက်မိတ်ဆက်ပေးပါအောင်ရှင်ဦးကျော်ဆွေပါဟုတ်ကဲ့ဦးဒါဘယ်နေရာလာပြီးတော့အားပေးဖြစ်တာလဲရှင်ပသိမ်ကြီးညောင်လာတဲ့စမူကြီးရပါစင်မူကြီးရွာကဟုတ်ကဲ့ဦးဟုတ်ဒါသမီးတို့ဆိုင်ဘာပစ္စည်းလေးလာရဝယ်ယူပေးတာလဲရှင်လက်မပန်လေးတော့ရအဆင်ပြေသူလို့လာဝယ်တာပါဟုတ်ကဲ့ပါရှင်ဟုတ်လားသမီးတို့ဆိုင်လေးကိုဒါဦးဘယ်ကနေသိပြီလားအားပေးဖြစ်တာလဲရှင်ရွာမှာလည်းဒီလိုသုံးတဲ့လူတွေများတယ်လေဟုတ်ကဲ့ရှင်သူတို့လည်းအဆင်ပြေသူတို့ဒီမှာလာအားပေးတာပါဟုတ်ကဲ့ပါရှင်ဟုတ်လားအားပေးတဲ့ခါမှာရောသမီးတို့ဝန်ဆောင်မှုပေါ်မှာရောဦးစိတ်ချနေမှုရှိရလားရှင်ရှင်းတတ်ပါတယ်ဗျာအကုန်ဝန်ဆောင်မှုလည်းပြေးလဲပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်တော့သမီးတို့ကုမ္ပဏီကိုရောဦးတို့ဒါတောင်းမှုလဲသမားရင်လည်းဦးသမီးတို့ကုမ္ပဏီကိုဒါဗာလေးများကြံပြုပေးခြင်းလဲရှင်ဦးတို့ကြံပြုချင်တာလေးရှင်ပြုလို့ရပါတယ်ဒါဟိုပစ္စည်းလေးတွေဈေးနှုန်းမှန်ဖို့ဘာညာပေါ့နော်အဲ့လိုလေးကြံပြုလို့ရပါတယ်ရှင်အဲ့ဒါတော့ခုတန်းကတော့သူငါ့ရင်လည်းအကုန်လုံးအဆင်ပြေပါတယ်ဟုတ်ကဲ့ပါရှင်ဟုတ်အခုလိုလိုသမီးတို့နဲ့ဒါမေးပြေလေးပြုလုပ်ပေးတာလို့လဲဦးကိုကျေးဇူးတင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်